အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့မနေ့စာအတွက်ပစုသမင်းကျော်ကြော်စားရင်းနဲ့တခါတည်းကြုံနီးလေးလာမြောက်ဝေပေးမှာဖြစ်ပါတယ်သမင်းကျော်ဖို့အတွက်ပတ်ဝန်းပစ္စည်းလေးတွေကတော့သမင်းချမ်းရဲ့ပြောင်းပူမော်လာဦးနီပဲတီကျက်သွန်နီပြီးတော့ခရင်ချင်းတီအနေတော်လေးတော်တာပေးပါမယ်အသားတွေကတော့ကိုကြက်တဲ့သားထည့်လို့ရပါတယ်ကျွန်တော်ကကျဲဦးနဲ့ပဲကြုံမှာဖြစ်ရတဲ့အကြောင်းကျဲဦးသုံးလုံးတိုးထားပါတယ်တဲဦးလေးပူလာပြီးဆိုရင်ကျဲဦးကိုထည့်ပါမယ်ပြီးရင်ခဏလောက်မှွေပြီးတော့သမင်းချမ်းလေးကိုထပ်ထည့်ပါမယ်တစ်ချက်လောက်မှွေပြီးတော့ပြီးဆိုရင်ခုနကအတီးအရွက်တွေထည့်လို့ရပါပြီပြီးတော့အရသာတစ်ခါတည်းဆက်ပါမယ်သင်္ကန်းပဲရဲ့အကျဲထည့်ပါမယ်ပြီးရင်ကြက်သားမို့ရဲ့အချူမို့ရဲ့နည်းနည်းတုံးထားပါလေအတီးအရွက်လေးလေးနူးသွားရင်မဆလာနည်းနည်းပေါက်ပြီးတော့တစ်ချက်လိုက်ထားလိုက်ပါဒါဆိုရင်ရပါပြီအရန်မွေးပြီးတော့အရန်စားလို့ကောင်းတဲ့ပစုသမင်းကြော်လေးအားလုံးပဲလိုက်ကြော်စားကြည့်ရအောင်နော်